ဒီဒေါက်တာစိုးတန်းစာအုပ်လေးကိုပေါ့နော်ဖတ်ပြမယ်ဆိုရင်နားထောင်မဲ့သူတွေရှိလားပေါ့နော်မလေးစီမှာကျတော့စာအုပ်3အုပ်ရှိတယ်လောလောဆယ်ကကျတော့အဝါအုပ်လေးဖတ်ပြနေရပေါ့နော်ဒီစာအုပ်လေးကျတော့ဒီမှာနော်အသားတော့သူကတိတ်မကောင်းသူကအတန်ထွက်မပါဘူးဒီလားဒီဒေါက်တာစိုးတန်းစာအုပ်ကသူကအတန်ထွက်မပါဘူးသူကနှုတ်ဆက်တာနဲ့အချိန်နိုင်ရည်ရဲ့တယ်လီဖုန်းရဲ့စားတောက်ဆိုင်နဲ့ဒါကလည်းအခြေခံလေးတွေပါပဲအခြေခံလေးတွေပဲเนาะခရီးသွားတာတို့အိမ်တို့ဈေးဝယ်ခြင်းတို့ကုန်တိုက်သွားတာတို့ကျမ်းမာရေးတို့အဲ့ဒါလေးကိုလည်းမူလေးဖတ်ပြမယ်เนาะဒါကြတော့အတန်တွက်မပါဘူးတဲ့ဒီမှာတွေ့လားအတန်တွက်မပါဘူးအကုန်လုံးတန်တွက်မပါဘူးဒါပေမဲ့လွယ်တော့လွယ်တယ်ဒီလားဟိုစားအတန်တွက်မပါတဲ့ဟာကြတော့နည်းနည်းခတ်တဲ့ဟာဆိုလို့ရှိရင်မူလေး Google ကနေအတန်တွက်အဲ့လိုမျိုးနားထောင်ပြီးတော့မှဖတ်ပြပေးမယ်เนาะဒီမှာလေတော့စာအုပ်အသားတော့တိတ်မကောင်းဒီမှာသူကအနောက်မှာじゃဒီလိုမျိုးလေဒီအပြားလေးဒီပြားလေးကိုထည့်ပြီးတော့မှနားထောင်တာအတန်ပေါ့နော်ဒီမှာကျတော့အတန်ထွက်မပါဘူးစာအုပ်တော့တော်တော်ထူတယ်ဒါလေးတွေသိသွားမယ်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်စကားပြောရလေတော်တော်လေးအဆင်ပြေသွားမယ်နော်ဒါကြောင့်မလို့အလွယ်ဆုံးအင်္ဂလိပ်စကားပြောလမ်းညွှန်စာအုပ်ကိုနားထောင်ချင်တဲ့သူရှိရင်လည်းကွန်မန့်မမှန်ခဲ့ပြီနော်ကျေးဇူးတင်ပါတယ်ရှင်